ဒါတော့ဦးကျော်ဟင်းရဲ့စုပ်ပါစကားလေးတွေပေါ့အရင်ကောင်းတဲ့စကားလေးတွေပါနားထောင်ကြည့်ပါဘဝအတွက်လုံလောက်တဲ့ပြတ်ထန်းချက်တွေတူးချင်းတယောက်ချင်းပေါ်မှာရှိပြီးသားအချိန်ပုံမရှိဘူးဒါပေမဲ့ခန့်ညံ့ညံ့လူတွေအတွက်ကြတော့အားနေတယ်သူတို့မှာအချိန်ပုံတွေအများကြီးပဲဒီကောင်းထဲမှာဘာမှမရှိတဲ့ကွက်လက်တွေကလည်းအများကြီးပဲအဲ့တော့သူတို့တွေဘာလို့သိလားတယောက်နဲ့တယောက်ဟမ်ညံ့တဲ့စကားတွေပြန်ပြောတယ်မတိတာချင်းတွေအလဲလဲလို့တဲ့တချို့များအလိုက်ပြီးတော့လဲတယ်ဒီဘာမှမရှိတဲ့ခေါင်းထဲကကွက်လက်တွေကိုဘာတွေထဲအောင်မလို့လဲမတိတာတွေနားမလဲတာတွေအတင်းတွေအဖင်းတွေထင်ကြီးတွေဇွတ်ထဲတာအဲ့တော့ခေါင်းကြီးကပုတ်ပွားခေါင်းကရှိအုံနောက်က3မြောက်ပွားရောင်းနေတာငါသမီးကိုအဖေကလူညံ့မဖြစ်စေချင်ဘူးလူညံ့နေပေါ်တဲ့ကဘာကြီးထဲမှာငါသမီးကိုပြစ်ချထားလိုက်ရင်ငါသမီးပါလူညံ့ဖြစ်သွားမယ်အဲဒါကြောင့်လို့လူတွေနဲ့စီးချတာတန့်စင်နေငါသမီးရဲ့စိတ်တွေမညစ်ပတ်ဖို့တန်ဖိုးမရှိတဲ့မိကုန်းနေငါသမီးကောင်းတဲ့ဝယ်မလာဖို့တကားပြီမေးဗျာဖေပြောသလိုတန်မိုးမရှိတာတွေသမီးစီရောက်မလားဒီတကားယူပိတ်ထားရင်တန်မိုးရှိတဲ့အရာတွေသမီးစီဘယ်လိုလုပ်ရောက်လာတော့မှလဲဖေအဖေရှိရလေဘာကြီးရှိတယ်လေသမီးကိုအကောင်းဒီကောင်းတန်ဖိုးရှိအောင်တန့်စင်ပေးမယ်စက်ကြီးပါတယ်အဲ့ဒါမိဘပဲเนาะအဲ့ဒီပုံစံမျိုးရှိတယ်မိဘ